blom dina jabi so po papa bono idea leya lo la dina ba so diနေ့အတွက်ကတော့ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံခြင်းပေါ့နော်ဆိုတော့ဘာကြောင့်စပြောမှလဲဆိုတော့လူတွေဘာဖြစ်လို့ပေါ့နော်အဲ့ဒီလူတယောက်ကိုစစတွေ့ခြင်းမှာဝေဖန်ကြတာလေပေါ့ဆိုတော့အမျိုးမျိုးရှိရပါတော့ကောင်းတဲ့ဘက်ကိုကြည့်ပြီးဝေဖန်တာလည်းရှိတယ်လို့ဆိုတဲ့ဘက်ကိုကြည့်ပြီးဝေဖန်တာလည်းရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်လူတယောက်ကလူတယောက်ကြောင့်မသိဘဲနဲ့စစတွေ့ပြီးဆိုရင်တော့ကျမတို့အနေနဲ့အပေါ်ရန်ဆုံးဖြတ်တာလူတိုင်းလုပ်တတ်ပါတယ်ဆိုတော့အဲ့လိုမျိုးကြုံနေရတဲ့ခါမှာကိုတွေကတခြားလူတွေရဲ့ပေါ့နော်အဲ့လိုမျိုးဝေဖန်မှုကိုဘယ်လိုမျိုးပြန်တုံ့ပြန်မလဲအကြည်အားဖြင့်တော့၎င်းစကားအားဖြင့်တော့၎င်းပြုမှုအားဖြင့်တော့၎င်းပေါ့နော်အမျိုးမျိုးရှိတယ်အဲ့ဒီအရာတွေကိုဘယ်လိုမျိုးကျမတို့တုံ့ပြန်မလဲအဲ့ဒီအရာတွေကကိုယ့်အပေါ်မှာအများကြီးအကျိုးတရားမှုရှိလားမရှိလားအဲ့ဒီအရာတွေကိုကျမတို့ညှစ်ပြောကြရအောင်ဆိုပထမဆုံးအနေနဲ့ကတော့လူတွေကသူတို့မသိတာကိုခံမှန်းကြတယ်ပေါ့နော်အများသောအားဖြင့်ကျမတို့ဆိုရင်လူတယောက်ကိုတွေ့ချင်းမှာသူဘာလုပ်တယ်ဆိုတာမသိနိုင်ဘူးများသောအားဖြင့်တော့ပုံမှန်အကြမ်းမြင်ပြောမယ်ဆိုရင်အဖြူစိမ်းဝတ်ထားရင်ဒါအကြောင်းဆရာမဂျူဒီကိုဝတ်ထားရင်ဆရာဝန်ဆေးရုံမှာတွေ့ရင်ဒါဆရာဝန် nurse မအင်ဂျီဝတ်ထားရင် nurse မအဲ့လိုမျိုးတော့အကြမ်းမြင်တော့သိရတယ်ဒါပေမဲ့ခုခေတ်မှာကလူတွေများလာတယ်လောက် career တွေလည်းအများကြီးရှိတယ်အလုပ်တွေလည်းအများကြီးရှိတယ်ဆရာမလို့ပြောရင်တော့မှ online မှာတင်တဲ့လူရှိမယ်in person တင်တဲ့လူရှိမယ်ပြီးလို့ရှိရင် primary level ကနေပြီးတော့ secondary IGCSE အများကြီးရှိရပါတော့ဆိုတော့ဘယ်တောင်းသူဘာတွေတင်တာလဲသူဘာတွေလောက်တာလဲကျမတို့လည်းအသေးစိတ်ကိုမသိဘူးဒါပေမဲ့လူတွေကတွေ့ချင်းမှဆိုရင်အဲ့ရဲ့လူရဲ့အလောက်ကောင်ခက်မှန်းနဲ့အထူးသဖြင့်အဲ့လူရဲ့ပုံမှန်တင်ပြီပေါ့နော်များသောအားဖြင့်ကျမတို့ကကိုရဲ့အဝတ်အစားအဲ့ဒီလူရဲ့ပုံစံအနေအထားကိုကြည့်ပြီးတော့ခံမှန်းကြပါတော့တတရရှိတယ်ဆိုရင်ဒီလူရဲ့ level အဆင့်တန်းတစ်ခုရှိမယ်တတရမရှိဘူးတတရမနေဘူးဒါမှမဟုတ်လည်းအရင် brand တွေမွတ်ထားဘူးဆိုရင်ဒီလူကဘာမှမလုပ်ဘူးများသောအားဖြင့်အခုခေတ်ကလူအများစုကပေါ့နော်online နဲ့လုပ်ကြတာရှိတယ်ဥပမာ online နဲ့ဈေးရောက်တာပဲဖြစ်ဖြစ် online ပေါ်မှာမူတည်ပြီးတော့ပညာရေးတွေဖြန့်ဝေတာပဲဖြစ်ဖြစ်အခုဆိုရင် blogger တွေ YouTuber တွေအများကြီးလည်းရှိလာပြီဆိုတော့အိမ်ကနေလည်း online နဲ့ပဲစီးပွားရှာနေတဲ့လူတွေအများကြီးရှိပါတယ်ဆိုတော့အဲ့လိုလူတွေကိုဘယ်လိုမျိုးပေါ့နော်လူတွေကအပေါ်ရန်ကြည့်ပြီးတော့ခံမှန်းကြတယ်ကျမဆိုရင်လည်း online နဲ့အလုပ်လုပ်တဲ့လူဖြစ်တဲ့အတွက်အိမ်မှာ online နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်အိမ်မှာ24နာရီတော့ပြင်းစင်မနေတော့ဘူးပေါ့နော်ကိုယ့်ရဲ့အသားရင် skin ကြောင့်လည်း makeup တွေပါလည်းမလဲဘူးအင်ကြီးလည်းအများနဲ့တိတိလင်းလင်းမဝတ်တာများတယ်ဘာဖြစ်လဲဆိုတော့အိမ်မှာနေတာများလို့ဆိုတော့အဲ့လိုမျိုးလူတွေကအများကြီးဘာခံမှန်းလဲဆိုရင်အိမ်မှာအဲ့လိုပဲနည်းနည်းပေါ့နော်တိတိလင်းလင်းမနေဘူးစောစောပြက်နေရဆိုရင်ဘာဖြစ်လို့များအပြင်မထွက်တာလဲအိမ်မှာပဲနေရလားအလုံးမရှိဘူးလားအဲ့လိုမျိုးခံမှန်းကြတယ်သိချင်ကြတယ်ပေါ့နော်သူတို့ကိုယ့်ရဲ့ကိစ္စမဟုတ်ဘဲနဲ့လည်းသူများရဲ့ကိစ္စကိုသိချင်တဲ့လူတွေရှိပါတယ်ဆိုတော့ပေါ့နော်လူတွေကသူတို့ရဲ့ခံမှန်းချက်အနေနဲ့သူများရဲ့ personal သူတို့ဘာလုပ်တယ်ဆိုတာသူတို့ရဲ့ခံမှန်းမှုနဲ့ပဲသူတို့သိချင်ကြတယ်အဲ့ဒီရဲ့သူတို့ရဲ့ခံမှန်းမှုကိုပဲသူတို့ကအမှန်ယူလိုက်တယ်ပေါ့နော်တခြားလူရဲ့ personal ကိုအသေးချာအတွင်းကြမသိပဲနဲ့လည်းအဲ့လိုခံမှန်းယူလိုက်ကြပါတယ်ဆိုတော့အဲ့ဒီလူကကောင်းတာလုပ်တာဆိုးတာလုပ်တာအလုပ်လားဆိုတာကိုအပေါ်ရန်နဲ့ကျမတို့ခံမှန်းလို့ရပါမလားကျမတို့ကိုယ်တိုင်ကတော့အဲ့လိုခံမှန်းလို့ခံမှန်းတဲ့လူတွေကိုဘယ်လိုမျိုးပြန်တုံ့ပြန်မလဲပေါ့နော်ကျမအနေနဲ့ရှင်းပါတယ်ပတ်ဝန်းကျင်ကိုကျမကလုံးဝကြီးလိလူရှုထားတာမျိုးမဟုတ်ဘူးမလူတာတွေအတွက်တော့အချိန်ကုန်မခံဘူးပေါ့နော်အများတော့အဖြစ်ကိုကအိမ်ထဲမှာအလုပ်တွေအရင်ရှုပ်တယ်လုံးဆရာရှိရလုပ်တယ်တစ်ခါလေသမင်းစားခြင်းစားဆရာရှိရဝယ်ဆရာရှိရထွက်ဝယ်တယ်အဲ့ဒီတိုင်းသူတို့ကျမကိုမေးတဲ့အရာတွေရှိကျမဖြစ်ပေးနိုင်ဖြစ်ပေးလိုက်တယ်အမေတစ်ခါလေကြာရင်အမြင်ကပ်ပြီးတော့သမင်းတကတချို့အဖြေလေးတွေကိုဝေးဝိုက်ပြီးဖြေတာမျိုးတော့ရှိပါတယ်။ဘာဖြစ်လဲဆိုတော့သူတို့သိချင်တာကိုကျွန်မမပြောပေးချင်လို့ပေါ့နော်။ဒါကတော့ကျွန်မရဲ့တခြားပေါ့နော်မကောင်းတဲ့အကျင့်လေးပေါ့။ဆိုတော့အဲ့လိုမျိုးရှိပါတယ်။ဆိုတော့အဲ့လိုမျိုးတွေးကြုံလာတဲ့အခါမှာကျွန်မအဖြေရတော့ရှင်းပါတယ်။ကျွန်မလုံးဆရာရှိရလုပ်တယ်သူတို့မေးဖြေလိုက်တယ်သူတို့မေးမဖြေဘူး။သူတို့ရဲ့ကောင်းခြင်းဆိုခြင်းသူတို့ရဲ့ဝေဖန်ခြင်းသူတို့ရဲ့စိတ်ဝင်စားမှု interest တွေအကုန်လုံးကကျွန်မအပေါ်မှာဘာမှမတက်ရောက်ပါဘူး။ဘာလို့လဲဆိုတော့ကျမအလုပ်ပေးမနေရင်လည်းသူတို့ကျမကိုလာမကူညီပေးတယ်လို့ကျမစိတ်ဖိစီးနေလည်းသူတို့ကျမကိုလာပြီးဖိတ်လျှော့ပေးတာမဟုတ်ဘူး။သူတို့ပေးတဲ့စိတ်ဖိစီးမှုတွေကကျမပေါ်လာပြီးမယ်ဆိုရင်သူတို့ကမကူညီတဲ့ပြင်ကျမကိုဝေဖန်နေတဲ့ຢာတွေကကျမတို့အကျိုးမရှိဘူးဆိုရင်ကျမတို့ကယူရင်းစရာအကြောင်းမရှိဘူးပေါ့နော်။ဒါမိသားစုဝင်အချင်းချင်းတော်၎င်းတငယ်ချင်းကပေးတဲ့သူတို့ရဲ့ interest တွေကနေကိုယ့်ကိုဖြစ်စေတဲ့ပြဿနာတွေကိုတော်၎င်းကိုကမယူဘဲနဲ့ neglect လုပ်ဖို့အရေးကြီးရဆိုတဲ့အကြောင်းကိုပြောချင်တာပါ။နောက်တစ်ခုကတော့လူတွေကကိုယ့်ရဲ့အတွေ့အကြုံနဲ့ပဲတိုင်းတာကြတာမျိုးပေါ့နော်ဥပမာအပြင်ငါတို့တော့ကဒီလိုမဟုတ်ဘူးငါတို့တော့ကဒီလိုကြီးဖြစ်တာနင်းလုံးလို့အဆင်ပြေပါမလား guys
think about it okay စဉ်းစားကြည့်ပါခေတ်တွေကလည်းတစ်နှစ်နဲ့တစ်နှစ်မတူသလို generation gap တွေကလည်းမတူပါဘူးတစ်နှစ်နဲ့တစ်နှစ် technology သုံးတဲ့နည်းပညာတွေကလည်းမတူတော့ပါဘူးဆိုတော့ကိုယ့်ဘက်ကခက်ခဲကိုယ်တော့ကခက်ခဲခဲ့ပြီမဲ့သူ့လဲကြရင်ခက်ခဲချင်မှလည်းခက်ခဲမှာကိုယ်တော့ကလွယ်ကူနေပြီမဲ့သူကလဲကြရင်လည်းလွယ်ကူချင်မှလွယ်ကူမှာပေါ့နော်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်အရင်တော့ကျမတို့ online မပေါ်သေးဘူး covid မတိုင်ခင်ကကျမတို့က online ကိုကြည်ကြပြပြမသုံးဘူးအထိမသုံးတဲ့အတွက်ကြောင့်ဒါပြင်ပညာရေးပိုင်းမှာပေါ့နော် covid တိုင်ငံကျမတို့က online နဲ့စာသင်ရတယ်ဆိုတော့တိတ်ပြီး family ရမဖြစ်ဘူးအဲ့လိုအချိန်မှာအခုချိန်မှာတော့ပြောဟဲ့ online နဲ့နင်အလုပ်လုပ်လို့နင်ဆန်ရပါမလားအဲ့လိုမျိုးတွေးတဲ့လူတွေရှိရင်ရောဘယ်လိုလုပ်ကြမလဲကျမတော်ဆိုရင်ပေါ့နော်ကျမကိုပြောတာတခုရှိတယ်ကျမကအဲ့အလုပ်တွေပေါ့နော်များတော့အပြင်အလုပ်တစ်ခုဝင်လိုက်ပြင်ကျမအစွမ်းကုန်တော့အလုပ်လုပ်တယ်ဒါပေမဲ့လို့တကယ်ချင်းတို့သိတဲ့အတိုင်းပဲအလုပ်တိုင်းကကိုယ့်ပေါ်မှာအရန်ကြီးထောက်ပံ့မှုမပေးဘူးအဲ့ဒီအလောက်ကကိုယ်ဆုံးရှုံးမှုတွေပဲဖြစ်စေတယ်ဆိုရင်ဒါလုတ်တဲ့လူကိုယ်တိုင်ပဲသိရလေနော်ဒါပေမဲ့တခုတော့ရှိရပါကိုကဒီအလောက်ကအဲ့လောက်ကြီးကိုပင်ပန်းစေရဆိုရင်မဲ့အရင်မပင်ပန်းမနဲ့ကိုယ်တိုင်ရမလုံနိုင်လို့ကိုယ်တိုင်ကအချိုးမပြေလို့အဲ့ဒီအလောက်ကထွက်ရတယ်ဆိုရင်တော့တမျိုးအဲ့လိုမဟုတ်ပဲကိုယ့်ဘက်ကလည်း scale ကရှိတဲ့လောက်ရှိတယ်ဒါပေမဲ့လည်းအဲ့ဒီအလောက်ကကိုယ့်အပေါ်မှာကောင်းကျိုးတဲ့ဆိုးကျိုးများစေတယ်အလုပ်ပတ်ဝန်းကျင် salary အခြားသော behavior အပိုင်းတွေပြင်ကျန်းမာရေးတွေထိခိုက်လာစေမယ်ဆိုရင်တော့ကျမတို့ကဒီအလုပ်ကနေပြီးတော့ထွက်ရမယ်တခြားတစ်ခုကိုပြောင်းရမယ်ပေါ့နော်ဆိုတော့ကျမအဲ့လိုပဲအလုပ်တစ်ခုကနေအလုပ်တစ်ခုပြောင်းတဲ့အခါမှာလူကြီးတွေအနေနဲ့ကျမကို encourage ပေါ့နော်အားပေးတာအထက်စူခံရတာပိုများပါတယ်ဒီလောကတွေကျမလူကြီးတွေကိုကျမပြောတယ်ဒီလောကထွက်မှဖြစ်မယ်ကျမမထွက်ခင်အရင်ပြောတာပေါ့နော်ထွက်ရင်ကောင်းမလားမသိဘူးဘာညာဆိုရင်သူတို့ကအရင်ဆုံးပါပြောဆိုကျမတို့အိမ်ကလူကြီးတန်းနေပေါ့နော်traditional မိသားစုအမျိုးပုံစံမျိုးဆိုတော့ပေါ့နော်ဟဲ့ဒီအလုပ်လေးကိုနင်နဲအောင်လုပ်ပါလားနင်ကအလုပ်ပဲထွက်ချင်နေတာပဲပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျရင်ကျမနေကြည့်တယ်ဒါပေမဲ့မထွက်ခင်မှာကျမ plan ဆွဲလိုက်တယ်ပေါ့နော်ငါဒီရထွက်ပြီးရင်ငါဘယ်လိုလုပ်ရင်အဆင်ပြေမလဲဘာတွေကငါ့ကိုဆိုးကျိုးဖြစ်စေမလဲကောင်းကျိုးဖြစ်စေမလဲစဉ်းစားပြီးတော့ကျမအာမခံနိုင်ပြီဆိုမှကျမဒီလောက်ကနေ quit လုပ်လိုက်တာဒါပေမဲ့ကျမရဲ့ဆိုးကျိုးတစ်ခုကဘာလဲဆိုတော့ဗောနော်အဲ့ဒီအလုပ်က quit လုပ်လိုက်ပြီဆိုရင်တခြားအလုပ်ကိုတချို့လူတွေအရန်တင်သွားလျှောက်တာဗောနော်အရန်တင်တခြားအလုပ်ချိန်ပြီးမှသူတို့က quit လုပ်လိုက်ကျမတော့အဲ့လိုမဟုတ်ဘူးကျမလောကမခံနိုင်တဲ့အနေထားရအောင်ထွက်လိုက်တယ်ထွက်ပြီးတော့ကျမတလားတန်ဒီတပတ်တန်ဒီပေါ့နော်ကျမကိုကျမအားယူတယ်အလုပ်ကိုကျမတေးချာရှာတာပေါ့နော်တေးချာရှာတယ်တစ်ဖက်မှာလည်းကျမ scale ကိုကျမပြန်ညှိတယ်အဲ့လိုလုပ်ပြီးတော့မှဒီအလုပ်ကအဆင်ပြေမယ်လို့ထင်မှကျမတေးချာရွေးပြီးမှရှောက်တာအဲ့လိုမျိုးပေါ့နော်ဆိုတော့လူကြီးတွေအနေနဲ့ကြတော့ကိုကရှင်းပြတဲ့အရာတွေကိုသူကနားမလည်ဘူးသူတို့ရဲ့တစ်ခါတလေမှာတယူတန်အတွေးခေါ်တွေဆိုတာရှိရပေါ့နော်ကိုတိုင်းမှာလည်းတယူတန်အတွေးခေါ်ဆိုတာရှိခါလေကြရင်ကိုထက်ငယ်တဲ့လူတွေကိုလည်းကိုကလာမလိုက်ရောပေးခြင်းတဲ့အခြေအနေရှိလို့လူကြီးတွေစီမှာလည်းအဲ့လိုရမျိုးရှိဆိုတော့သူတို့အခြေအနေနဲ့သူတို့ကနှိုင်းမတော့ပေါ့နော်ဟဲ့နေအလုံးထိုင်တော့ဒုက္ခပဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုအချိန်မျိုးကြရင်ကျမငြိမ်လေးပဲနေလိုက်တယ်ဒါပေမဲ့ကျမထွက်ချင်တော့ထွက်ချပလိုက်တယ်ပြီးရင်တခြားအလုပ်တစ်ခုကျမပြောင်းလိုက်တယ်ပေါ့နော်အဲ့လိုမျိုးများတော့အဖြစ်ပတ်ဝန်းကျင်ရဲ့ပေါ့နော် negative အတွေးတွေကကိုယ့်စီကိုရောက်စေနိုင်တယ်လို့မိသားစုစီကလည်း negative အတွေးတွေရှိပါတယ်အဲ့လိုမျိုးအရာတွေရပြီဆိုရင်ကိုကိုတေချာစဉ်းစားရမှာပေါ့နော်ကိုကတေချာပြီဆိုရင်တော့လုပ်ပါတေချာပြီဆိုရင်ဒီ negative အတွေးတွေကိုကြော်နိုင်မှုကိုယ်တိုင်မှာပဲတာဝန်ရှိပါတယ်ပြီးရင်နောက်တစ်ချက်ကဘာလဲဆိုတော့လူတွေကပေါ့နော်အမှန်တရားကိုမသိပဲနဲ့သူတို့အမြင်တစ်ခုတည်းနဲ့ပဲကျမတို့အပေါ်မှာရိုက်ခတ်တဲ့အရာတွေရှိရပေါ့နော် LGBT ဆိုလဲ LGBT အလျောက် K-pop ပါတယ်ဆိုလဲ K-pop ပါတယ်အလျောက်အားမဟုတ်လဲကိုလောက်တဲ့ career လိုက်ကျမတို့မှာသူတို့ရဲ့လူတွေရဲ့အမြင်တစ်ခုတည်းနဲ့ပဲဆုံးဖြတ်ခံရပြီးပြောခံရတာတွေအများကြီးရှိနိုင်တယ်ပေါ့နော်အဓိကတစ်ခုကိုကျမပြောမယ်ဆိုရင်ကျမလေတချို့အရာတွေပေါ့နော်ဥပမာအနေနဲ့မပြောချင်ဘူးဇက်မင်းသားအောင်စမှုပေါ့နော်အောင်စမှုဆိုရင်သူ့ရဲ့မျက်နှာကိုဘယ်လိုပြောကြလဲအမြင်မျက်နှာတူတယ်လို့ပြောကြတယ်လေတကယ်တမ်းပြောရင်ကျမကိုဗာပြောလဲဆိုတော့အောင်စမှုဖန်ကိုအောင်စမှုရဲ့ fan ဆိုတော့ကျမမျက်နှာလေးရှည်ကြီးကွာဆိုတော့ညီနဲ့အောင်စမှုနဲ့ရတယ်ပြောလဲပြောချင်ကြရတယ်မျက်နှာမြင်းမျက်နှာတွေမျက်နှာရှည်ကြီးပေါ့နော်ဒါပေမဲ့သူကိုနေ့ကကျတော့ရုပ်ရှင်တကားထွေလာလားမသိဘူးထွက်လာတယ်ပေါ့နော်ထွက်လာတဲ့အခါကျတော့အဲ့ထဲမှာသူတရုပ်ဆောင်တာတွေကပထမဆုံးဆိုပေမဲ့တော်တော်လေးစိတ်နဲ့ထားပြီးတော့ပေါ့နော်အကုန်လုံး feedback ကကောင်းကြတယ်ဆိုတော့တချင်းဆိုတာတွေဘာတွေပေါ့နော်တခြားဟာတွေ scale တွေကတော့ကျမမပြောလို့ဘူးဘာလို့ဆိုတော့ကျမအောင်လူ fan လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့
အဲ့ဒါအထီတော့ကျွန်မမသိဘူးမသိပေမဲ့ तू ကတော့ तू လုံးရှာရှိအောင် तू ဒီဇိုင်းမမတ်လောက်တာပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်မသဘောကျတယ်တခြားလူတွေဘလောက်ပြော तू လုံးရှာရှိတာ तू လုပ်တယ်သူ့ရဲ့ team ကို तू grow up ဖြစ်အောင်လုပ်တယ်သူ့ရဲ့ career ကို तू အလေးထားတယ်ဒါနဲ့လုံးရှာရှိတာဆက်လုပ်နေတာအောက်ကလေတိုက်တဲ့လူကြလည်းဆက်လေတိုက်နေတာပဲပေါ့နော်ဆိုတော့အခုရုပ်ရှင်လေးထွက်လာတဲ့အခါမှာတချို့လူတွေကတော့မှာပေါ့နော်သူ့ဘက်ကပြန်ပြီးကပြီးတော့ပျော်ပြလာကြတဲ့အခါအဲ့လိုမျိုးပေါ့နော်ဆိုတော့တခါလေကျမတို့ကအဲ့လိုမျိုးကိုလုံးနေတဲ့အတော်တွင်မှာတချို့ process တွေကိုကျမတို့ကချပြလို့မရတာရှိရပေါ့နော်ဒါတွေလုံးနေပါလို့လူတွေကိုပြောပြလို့မရတဲ့အခြေအနေတွေရှိတယ်ပြောပြရင်လည်းအပြစ်တင်ခံရမယ်ဒါမှမဟုတ်ရင်လည်းကြောက်ချခံရမယ်အနေအထားတွေပေါ့နော်ဆိုတော့ကိုရီးယားကိုလုံးဆရာရှိတာကို focus လုပ်ဖို့ကအရေးကြီးရပေါ့နော်လူဆိုတာကချီးမွမ်း9ရက်ကဲ့ရဲ့9ရက်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ grow up အတိုင်းတာကိုမြင်သူတို့ချီးမွမ်းကြပါလိမ့်မယ်ဒါလည်းခဏတာပါကိုမကောင်းဆိုတာကိုသူတို့ထောက်ပြပြီးပြောချင်ရင်လည်းသူတို့ပြောပါလိမ့်မယ်အများတန်းပေါ့နော်ကျွန်တော်တို့ဘာသာရေးမှလည်းပြောတာရှိရပေါ့နော်ကောင်းတက်လေဆိုတက်လေကောင်းကြီးပဲဘယ်တော့မှမလာတယ်လို့အဆိုးကြီးပဲဘယ်တော့မှမလာဘူးဆိုတာမျိုးပေါ့နော်ဆိုတော့ကိုလောက်ရမယ့်အရာကိုပဲကိုဥတီပြီးလောက်သွားဖို့ကအရေးကြီးတာပေါ့နော်လူတွေရဲ့အပြောဆိုတာကအပြောပဲပေါ့နော်သူတို့ကိုယ်တိုင်လည်းတိတင်တယ်သူများကိုဝေဖန်နေရတဲ့ဆိုင်ရင်ကိုယ့်ရဲ့ grow up ပိုင်းကို focus လုပ်ဖို့အရေးကြီးတယ်ဆိုတော့သူတို့တိတင်တယ်ပေါ့နော်မနေ့ကဆိုလဲကျွန်မ live လွှင့်တယ် live လွှင့်တော့ကျွန်မရဲ့ live အောက်မှာအဲ့လိုပဲပေါ့နော် OG အိုမာနေတို့ပြီးတခြားရိုင်းဆိုင်တဲ့စကားလုံးတွေအဲ့လိုလာရေးရပေါ့နော် live လွှင့်တယ်ဆိုတာကကျွန်မကfan နေနဲ့ interaction ရဖို့လုပ်တာဖြစ်တယ်ကျွန်မblog ရိုက်ရုံလေးနဲ့ပေါ့နော်အဆင်မပြေတဲ့အနေအထားတွေရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်မ live လွှင့်ရတာပေါ့နော်ဆိုတော့အဲ့လိုအနေထားအကြောင်း live လွှင့်တဲ့အခါမှာ main ကလေးလည်းဖြစ်တယ်ပြီးတော့ရုပ်အသက်အရွယ်အရာကျမကနည်းနည်းအသက်ကြီးနေပြီဆိုတော့လေအဲ့လိုမျိုးပေါ့နော်ပြောကလေးတွေရဲ့ပြောဆိုတွေခံရတာလည်းရှိရပေါ့နောက်တစ်ခုကကြတော့ဘယ်လိုပြောရမလဲအဲ့လိုပေါ့ကျမရဲ့အတန်ပေါ့နော်အတန်ကအရင်တန်နေတန်ညောင်ကွာပြောမယ်လို့ကျမနဲ့တူမှာဆိုရင်အမြဲတမ်းပြောလေးရှိတာအတန်ပါဝါအားမရှိဘူးလို့ကိုအမြဲတမ်းပြောလေးရှိရကျမအလုပ်ဆောင်ဝင်တော့ကလည်းကျမအလုပ်ကboss ကပေါ့နော်ကျမကိုပြောတယ်အတန်ကိုတွေအလုပ်ကအတန်ပါဝါရှိရမယ်အဲ့တော့အတန်ကိုနည်းနည်းခက်ပြောကျမကြတော့ခလေးတန်လို့ဖြစ်နေတာပေါ့နော်အတက်ကဒါ30တန်းနဲ့ရောက်နေပြီမဲ့အတန်ခလေးတန်လို့ဖြစ်နေညောင်နှင်းညောင်ညာနဲ့ပြောမှဆိုရင်မိန်းကလေးချင်းချင်းအမြင်ကချင်လောက်တဲ့အတန်မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့ခါကျဒီအတန်နဲ့ပတ်သက်ပြီးတော့ပြောခံရတာတွေလည်းရှိတယ်ကိုလည်းနားလေတယ်ကျမလည်းဒီအတန်ဖြစ်ချင်ပြောင်းချင်ပါတယ်ပေါ့နော်ဒါပေမဲ့ဒါပြောင်းလို့မရဘူးမွေးခဲ့တဲ့အမေမွေးလိုက်တဲ့အတန်အိုးပေါ့နော်ဆိုတော့အဲ့လိုအရာတွေနောက်ပိုင်းကျမလာပဲကျမပြောလိုက်တယ်ကျမရဲ့ပုံစံကဒီအတိုင်းပဲဒီအတိုင်းနဲ့ကျမဒီလိုမျိုးထွက်လာတယ်ဆိုတော့ဒီပုံစံကိုကြိုက်တယ်ဆိုရင်ကျေးဇူးတင်ပါတယ်ဒီပုံစံကိုမကြိုက်ဘူးဆိုရင်လည်းကြော်သွားပြီးလို့ရပါတယ်ကျမကတော့ကျမပုံပြောင်းပြီးလို့မရဘူးအတန်အိုးကြီးလည်းပြောင်းပြီးလို့မရလို့ဒီရုပ်ကြီးဒီအချင်းစရိုက်ကြီးအနေထားကိုလည်းပြောင်းပြီးလို့မရဘူးဒီအရှိတိုင်းကိုသဘောကျပေးတဲ့သူတွေကိုကျေးဇူးတင်တယ်သဘောမကျဘူးဆိုရင်ကြော်သွားလို့ရပါတယ်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ပဲပေါ့နော်အခုကျမရှေ့ဆက်ပြီးတော့ run နေတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒါကိုယ့်ရဲ့ပြစ်တင်မှုကိုကမှလက်မခံနိုင်ဘူးဆိုရင်သူလာပြီးတော့ throw မဲ့လူရှိရပေါ့နော်ကျမဆိုငယ်တော့အရန်ပြောခံတယ်အကောင်တေးသေးလေးနင်ဘာလုံးနိုင်မှာလဲလူကောင်သေးတလောက်ဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်တယ်လူကောင်သေးတယ်ဘာဖြစ်လို့လဲအမေမွေးတဲ့ကသေးတာအဲ့ဒီလူကောင်သေးတာပွအောင်လဲလုံးလို့မရဘူးလုံးဝလုံးလို့မရဘူးဒါကိုသေးတာကိုမကြိုက်ဘူးဆိုရင်မကြည့်နဲ့ငါလည်းကြီးအောင်လုပ်ပေးလို့မရဘူးအဲ့တော့ကိစ္စကိုတော့ရှင်းပါတယ်ကျမတို့ကိုဖြစ်နေတဲ့အရာကိုကျမတို့လက်ခံတယ်ကျမတို့လုပ်စရာအရာကိုကျမတို့လုပ်တယ်ဆိုတော့ဝေဖန်နေတဲ့လူတွေလည်းအဲ့ဒါတွေသိဖို့ကောင်းတယ်ကိုလုံးစရာရှိတာကိုလုပ်မယ်ဆိုရင်ကိုအတွက်ကောင်းကျိုးတွေပဲဖြစ်မှာပါပြီးတော့နောက်တစ်ခုကပေါ့နော်နောက်တစ်ခုကလူတိုင်းကိုလိုက်ပြီးတော့ထိန်းချုပ်လို့မရဘူးပေါ့နော်ကျမတို့ကလူတွေကိုကိုကောင်းအောင်လုပ်လို့ကိုသဘောကျမဲ့လူတွေရှိတယ်လို့ကိုကကောင်းအောင်စူးစမ်းပြီးနေပေမဲ့လည်းကိုသဘောမကျမဲ့သူတွေရှိတယ်အဲ့ဒါကိုသဘောကျတဲ့သူတွေကိုကျမတို့ကျေးဇူးတင်ပေးရမယ်သဘောမကျတဲ့သူတွေကိုသွားပြီးတော့ဘာလို့ငါ့ကိုသဘောမကျတာလဲငါဒီလောက်ထိကောင်းအောင်လုပ်နေတဲ့ဒါနဲ့လို့သွားပြောလို့မရဘူးဘာလို့လဲဆိုတော့လူတယောက်ကိုမုန်းခြင်းမမုန်းခြင်းကြိုက်ခြင်းမကြိုက်ခြင်းကအဲ့ဒီလူရဲ့ရွေးချယ်မှုပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူကိုဝေဖန်ပိုင်းခြားနိုင်ဝင်ကတော့သူတို့မှမရှိဘူးဒါပေမဲ့အဲ့ဒီအရာကိုနားလဲတဲ့လူလည်းရှိမယ်နားမလဲတဲ့လူလည်းရှိမယ်ပြောချင်တာကလူတယောက်ကိုဝေဖန်တာကလွယ်တယ်ဒါပေမဲ့အဲ့ဒီလူကိုသွားပြီးတော့နင်းလုံးတာနင်းကဘာဖြစ်တယ်ညာဖြစ်တယ်နင်းရုပ်ကြီးကဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုသွားပြောလို့ကောင်းသွားတဲ့အရာဘာမှမရှိဘူးပေါ့နော်ကိုတိုင်ကရောကို perfect ဖြစ်တယ်လို့ထင်လားကိုတိုင်ကရောကိုအရန်ပြည့်စုံတယ်လို့ထင်လားပေါ့နော်လူတယောက်ကိုဝေဖန်မယ်ဆိုရင်ကိုပြန်ကြည့်ဖို့လိုတယ်
ကျမကအောင်ကြောင်းပြောခဲ့သလိုเนาะအောင်ကိုဝေဖန်ကြတယ်အတန်နေပါဖြစ်နိုင်တယ်သူရဲ့လိုအပ်ချက်တွေတချို့ရှိနိုင်တယ်ဒါပေမဲ့ကောင်းတဲ့ဘက်ကပြန်ကြည့်ရင်သူ့ရဲ့ team ကိုသူထိန်းထားနိုင်တယ်သူကသူ့ team ရဲ့ခေါင်းဆောင်ဖြစ်တယ်သူကိုယ်တိုင်ကိုလည်းသူ grow up ဖြစ်အောင်သူလုပ်နိုင်တယ်ဒီအတက်ရွယ်နဲ့သူအဖွဲ့အစည်းတစ်ခုကိုသူဦးဆောင်နိုင်တယ်။ဘာရေးချင်းမှလုံးဝမရှိဘဲနဲ့တော့ဒီနေရာမှာနာမည်တစ်လုံးနဲ့သူရက်တည်လို့မရဘူး။မပြည့်စုံတာတွေရောရှိနိုင်တယ်။အဲ့ဒီအရာကိုလည်းသူကိုယ်တိုင်သိရင်သူကိုယ်သူ grow up ပြောင်းသူလုပ်ရမယ်သူလက်ခံရမယ်။ပြည့်စုံတဲ့အရာတွေအတွက်လည်းရှိလို့လဲသူ့ fan တွေကသူ့ချစ်တာလေနော်။ဆိုတော့အဲ့လိုမျိုးရှိတယ်။ဆိုတော့ကျမလည်းအဲ့လိုပဲlive လို့ရှိရင်တစ်ခါလေးပေါ့နော်။နင်ကဘာမိမကြီးမို့လို့ဒီလိုမျိုးတွေလာပြောတာလဲလို့နင်ကဘာကြီးလာပြောတာလဲလို့ဆိုတော့အမှန်တိုင်းပြောရင်ကျမအသက်က30တန်းဖြစ်နေပြီဆိုတော့30တန်းဖြစ်တဲ့အလျောက်မှာကျမရဲ့အတွေးခေါ်ပိုင်းဆိုင်ရာကျမကြုံခဲ့ရတဲ့အရာတွေရှိတယ်ကိုခံရတဲ့အရာတွေရှိတယ်ကိုမြင်လာတဲ့အရာတွေရှိတယ်ပြောရင်ကွာမွေးကစားကလေးကိုအမေကစကားပြောတင်ပြီးလမ်းလျှောက်တင်ပြီးသလိုပဲတစ်နှစ်အသက်ကြီးရင်တစ်နှစ်အတွေးအကြုံကပုံများလာတာပဲလေဟုတ်တယ်မလားပြီးရင်ကျမစာဖတ်တယ်ကျမရဲ့လုပ်ငန်းခွင်အတွေ့အကြုံတွေရှိတယ်ဆိုတော့အဲ့ဒါတွေကိုကျမအနေနဲ့ပြန်ပြီး sharing လုပ်ပေးတယ်ကျမထင်နေရတွေကမှားတာလည်းဖြစ်ချင်ဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအသက်အရွယ်အရာတီးခဲ့တဲ့အရာတွေကိုပြောတာဖြစ်တဲ့ကြောင့်ဒီထက်ပိုပြီးဝါရင်းတဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျမတက်အသက်ငယ်ဆိုရင်တော့ကျမတက်ပိုပြီး experience များတဲ့သူပဲဖြစ်ဖြစ်ရှိနိုင်တဲ့အတွက်ကျမတို့ကလူတိုင်းကိုအပေါ်ရန်လိုက်ပြီးတော့ဝေဖန်လို့မရဘူးပြင်ကိုသဘောမကျလူတွေကိုလည်းသဘောမကျတဲ့ရကောင်းလားဆိုပြီးတော့အပြစ်တင်လို့လည်းမရဘူးသဘောမကျတဲ့သူတွေသဘောကျလာအောင်စူးစမ်းပေးစရာလည်းမလိုဘူးတော့ရှင်းတယ်ကျမတို့သဘောမကျရင်နေယူမဆိုင်ဘူး I don't care ပဲသဘောကျရင်ကျေးဇူးတင်တယ်သဘောမကျအောင်မလား I don't care ပဲဘသူပဲဖြစ်ဖြစ်ကျမအဲ့လိုပဲဆက်မှာပဲနောက်ထပ်တစ်ခုကတော့သူများရဲ့အမြင်နဲ့ကိုယ်တန်ဖိုးကိုဆုံးဖြတ်လို့မရဘူးပေါ့နော်လူတွေကကိုယ့်ကိုကောင်းတာမြင်တာရှိမယ်ဆိုးတာမြင်တာရှိမယ်ဆိုတော့ဆိုးတာမြင်တဲ့လူလည်းဆိုးတာမြင်တဲ့အတိုင်းပဲထားလိုက်ပါကောင်းတာမြင်တဲ့လူတွေလည်းကောင်းတာမြင်တဲ့အတိုင်းပဲထားလိုက်ပါကိုယ်တိုင်ကကိုယ့်ရဲ့အမှားကိုသိဖို့အရေးကြီးတယ်အဲ့ဒီအရာပေါ်မှာပြင်နိုင်ဖို့အရေးကြီးတယ်ဆိုးတာမြင်တဲ့လူတွေကိုလည်းဘာလို့ဆိုးတာမြင်တာလဲဆိုပြီးတော့ဘောနော်ကိုကဒါတွေကောင်းပါတယ်ငါဒါတွေလောက်ထားပါတယ်လို့သွားပြောလို့အဲ့ဒီလူကတည်မလားတစ်ဖက်ကောနှစ်ဖက်ကောရှိသမျှအပေါက်တွေရောပိတ်နေတယ်ဆိုရင်ဘလို့ကဖွင့်ပေးလို့မရတဲ့အနေအထားမှာကိုကသွားပြောလဲကိုပဲမောယုံမဲ့အဖက်တင်မှာပါဆိုတော့ကိုအမြင်မကြည့်ရဲတူဒါမှမဟုတ်အမြင်စောင်းနေတဲ့လူကအစာတွေကစောင်းနေတယ်ဆိုရင်ပြန်မတဲ့နိုင်ပါဘူးအဲ့တော့တဲ့ပေးဖို့မကြိုးစားပါနဲ့ကြားလည်းမကြိုးစားပါဘူးလူတိုင်းကိုသူ့ရဲ့ပုံစံအတိုင်းပဲကျမတို့ကလွတ်ထားပါတယ်ကျမရဲ့မကောင်းတဲ့ကြံပါတယ်ဆိုတော့အဲ့လိုမျိုးချစ်ကန်ကန်နိုင်တာပေါ့နော်ဆိုတော့လူတယောက်ကကျမကအမြင်ဆောင်နေတယ်ကျမအကောင်းဆုံးလုပ်ပေးတဲ့တဲ့နဲ့အမြင်ဆောင်နေတယ်အဲ့ဒီလိုစောင်းနေတဲ့လူတွေကိုကျမတဲ့ပေးဖို့ကြိုးစားပါဘူးအဲ့ဒီလူတွေချင်းမှကျမစောင်းလေးပဲတွားလိုက်ပါတယ်ဆိုတော့ငင်ငေါ့ကြည့်မရရင် I don't care ပဲတော့အဲ့လိုပဲထားတယ်ဘလို့လူပဲပြပြကြီးငင်ရဲ့ကျမဘက်ကစပြီးတော့မဖောင်းမိအောင်เนาะအခုနောက်ပိုင်းမရိုင်းမိအောင်ကျမနေတယ်တခါတလေကြာရင်လူတွေကကိုကဘလောက်ပဲတက်အောင်ပြပေါ့နော်ရှိသမျှအပေါက်တွေအကုန်လုံးပိတ်နေတဲ့သူတွေရှိပါတယ်နောက်တစ်ခုကတော့အကြံပေးတာနဲ့ဝေဖန်တာကိုခွဲခြားသိဖို့ပေါ့နော်တခါတလေကြာရင်ရှိရတချို့လူတွေကပေါ့နော်အကြံပေးတယ်လို့နဲ့ဝေဖန်သွားတာတွေရှိရပေါ့နော်အဲ့ဒီလူတွေတွေ့ရင်တော့ကိုကတော့အင်းမော်အဲ့လိုပဲပြောလိုက်တယ်တခါတလေကြာလည်းသူတို့ပြန်ပြီးတော့ရင်ကြီးနားလည်လွယ်တဲ့ကိစ္စလေးတွေပေါ့နော်ပြန်ပြောလိုက်ပါတယ်ကျမတို့လန်ထဲမှာဆိုရင်ရှိရပါတော့ကျမတို့လန်ထဲကဦးလေးကြီးဆိုရင်နိုင်ငံခြားမတော်ဘူးလားသူတို့တာသမီတွေကနိုင်ငံခြားသွားပြီးကြီးပွားနေတဲ့အခါကျတော့လေနိုင်ငံခြားမတော်ဘူးလားနိုင်ငံခြားမတော်ဘူးလားဘာဖြစ်တင်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျရင်ကျမကလိုပဲပြောလိုက်ပါတယ်ကျမကဒီမှာအလုပ်လုပ်နေတာပေါ့နော်ဒီလာကတွေတလောက်ရတယ်အရင်တော့ကွာဟာနေတာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လောက်ပဲနားလဲလွယ်တလောက်အဲ့လောက်ပဲကျမမသွားချင်ဘူးပေါ့နော်သွားဖို့အဆင်မပြေသေးဘူးအဲ့လိုပဲပြောလိုက်ပါတယ်အဓိကကျမအိမ်မှာအခြေအနေအရကျမရေးအရာပေါ့နော်ကျမတို့ဆောက်ရှောက်မဲ့လူတွေရှိအားကြောင့်ကျမကနိုင်ငံခြားတော့ဖို့အဆင်မပြေသေးတာလည်းပါတယ်ပေါ့နော်အဲ့လိုအနေထားမှာသူတို့ကတော့စကားကိုလွယ်လေးပြောလိုက်တာပေါ့ဒီလိုလောက်ပါလားဟိုလိုလောက်ပါလားနဲ့အပြင်အကြည့်ရင်တော့စေတနာရှိလို့ပြောတဲ့ပုံစံမျိုးဆိုပေမဲ့ပေါ့နော်အတွင်းကြကိုတွေရဲ့အိမ်မိသားစုအနေအထားကိုတွေပဲသိအောင်နော်ဆိုတော့တချို့အရာတွေကသူများတွေအကြံပေးတိုင်းလဲဟာဒီလိုလောက်လိုက်ရင်ကောင်းတာငါဒီလိုကြီးလောက်တာမှားသွားပြီလားမသိဘူးပေါ့နော်အဲ့လိုမျိုးတွေးမိမဲ့အခြေအနေရှိလိုက်ပဲကျမကတော့ရိုးရှင်းပါတယ်ကျမဆုံးဖြတ်ထားတဲ့အရာကိုကျမလက်ခံတယ်ကောင်းကျိုးဆိုးကျိုးကကျမခံစားရမှာလीနော်ဆိုတော့ဒီကောင်းကျိုးကိုလည်းကျမလက်ခံရမှာဖြစ်တယ်လို့ဆိုးကျိုးကိုလည်းလက်ခံရမယ်
အဲ့ဒီအတွက်ဖြစ်လာမယ်အကျိုးဆက်တွေကိုလည်းဆိုတော့တခါတလေကြာရင်ပတ်ဝန်းကျင်ဆိုတာကဝေဖန်တာပေါ့နော်အကြံပေးတာထက်ဝေဖန်တဲ့အကြောင်းအရာတွေကပုံများတယ်ပြီးတော့ကျမဆိုရင်30တန်းဆိုတော့အိမ်တော်မပြုလို့ရည်ကြားမရှိလို့ဆိုပြီးတော့အဲ့လိုပြောခံနေရတာရှိပါတော့ဆိုတော့အဲ့လိုအရာတွေတက်လဲအခုနောက်ပိုင်းဘာမှပြောနေတော့ပါဘူးသူတို့ရဲ့အိမ်တော်ပြုပြီးတိုးတက်ကြီးပွားနေတာသမီးတွေတက်လဲဝမ်းသာပါတယ်ကျမအနေနဲ့အိမ်တော်ပြုခြင်းဆိုတာလဲကျမကိုကျမရန်ချစ်နေလို့ပါဆိုတော့အဲ့လိုမျိုးအရာတွေရှိရပါတော့ဆိုတော့ကိုသိရင်ပြီးရပါပဲဒီနေ့တော့က topic ကတလောက်ပါပဲ topic တွေထပ်သွားတယ်စကားရမ်းများသွားဆိုရင်လည်းအားလုံးအားနာပါတယ်ပတ်မှုတီယိုကိုလည်းဆက်လက်အားပေးဖို့အတွက်မျှော်လင့်ပါတယ်ရှင်ဆိုအားလုံးပဲ have a nice day ပါအားလုံးပဲကျန်းမာချမ်းသာရှင်လန်းချမ်းမြေ့ကြပါလိမ့်ရှင် bye bye ပါပတ်မှုတီယိုကိုတိုင်းနှုတ်ဆက်လိုက်ပါတယ် this အဲ့နဲ့ဆိုရင်ရှေ့လာပြီနော်ပေါ်တော်တော်ကြီးလုံးနေတာပေါ်တော်တော်ကြီး